ဒီဗီဒီယိုလင်းကတော့အမေရိကန်နိုင်ငံကတစ်သားအိမ်တွေဘာလို့နှစ်ပေါင်းတလကျော်အထိခိုင်ခန့်နေရတယ်လဲဆိုတဲ့တကယ်လျှို့ဝှက်ချက်အကြောင်းပဲဖြစ်ပါတယ်။ကွန်ကရစ်တွေမချောက်သေးခင်မှာပဲလီလာနဲ့စတီးလ်အပိုင်းအစားတစ်ခုကိုအထဲထဲတဲ့တဲ့ဖိထည့်လိုက်ကြပါတယ်။ဒါဟာအမှားတစ်ခုမဟုတ်ပါဘူး။ဒီနီလန်ကို wet set လို့ခေါ်ပါတယ်။စဉ်းစားပုံကတော့တကယ်ကိုရိုးရှင်းပါတယ်။ကွန်ကရစ်တွေမမာခင်မှာပဲ steel post base ကိုအထဲရောက်အောင်တိုက်ရိုက်တွန်းထည့်လိုက်တာပါ။ကွန်ကရစ်လဲကျစ်သွားရောအဲ့ဒီ steel နဲ့ကွန်ကရစ်ဟာတသားတည်းဖြစ်သွားပြီးဘလို့မှပြန်ဆွဲထုတ်လို့မရတော့ပါဘူး။ဒါပေမဲ့အသေးစိတ်ဂရုစိုက်မှုတွေကဒီတင်ရက်မသွားပါဘူး။ဂျင်းတူးကလေးကအသေးအချာစနစ်တကျတူးထားတာပါ။အနည်းဆုံးအကျယ်12လက်မနဲ့အနက်4ပေရှိရပါတယ်။တိမ်လုံးရင်တိုင်းကတဖြည်းဖြည်းနဲ့စောင်းသွားတတ်တယ်လို့အယမ်းနဲ့ပြန်ရင်လဲပိုက်ဆံအလဟာထဖြစ်စေပါတယ်။တကယ်အကွက်မိနစ်အပိုင်းကတော့တစ်သားကိုကိုက်တွယ်ပုံပါပဲ။တေချာကြည့်မယ်ဆိုရင်တစ်သားတိုင်ဟာမြေကြီးနဲ့လုံးဝမထိတာကိုတွေ့ရပါလိမ့်မယ်။သူဟာ steel နဲ့ပဲချိတ်ဆက်ထားတာပါ။မြေကြီးနဲ့လည်းမထိဆိုထိုင်းစာလည်းမရှိတဲ့အတွက်နှစ်90ကြာရင်တောင်အောက်ခြေကနေဆွေးသွားတာမျိုးလုံးဝမရှိပါဘူး။တိုင်တွေကိုတစ်ခုကြီးတစ်ခုမှတင်ပြီးနေရာချလိုက်ကြပါတယ်။ပြီးတော့ connector တွေကို locking slots တွေထဲထည့်လိုက်တဲ့အခါခလက်ခနဲမြည်ပြီးအမြဲတမ်းအတွက်မြဲသွားပါတော့တယ်။အဲ့ဒီအချင်းမှာပဲအိမ်တအိမ်လုံးရဲ့ frame တစ်ခုလုံးဟာစုစည်းသွားတာပါ။ steel ကလည်းခိုင်ခိုင်မာမာအမြင့်တွယ်နေပြီးတစ်သားကလည်းလုံးဝမဆွဲတော့ဘူး။အဲ့ဒါကြောင့်လဲဒီအိမ်တွေကဒီလောက်အကြာကြီးခိုင်ခန့်နေရတာပေါ့။ကဲဒီနီးလန်းကတကယ်ကိုစမတ်ကြတဲ့နီးလန်းလို့တင်ရောမထင်ဘူးလား